Hello theory ပါဒီနေ့ကတော့ဒီဗီဒီယိုလေးနဲ့တူတူငယ်ဘဝစီကိုပြန်သွားပါမယ်ဒါကတော့10တန်းတုန်းက6ဘာသာကုန်လို့ထွက်လို့ရတာတဲ့စုတွေပါဒါကတော့အင်္ဂလိပ်စာ 4K အတွက်ဖြေထားလို့ရတာတဲ့ certificate တွေပါငယ်ငယ်ကစာဖတ်ရတာအရင်စိုက်တာမလို့စာအုပ်တွေအများကြီးရှိပါတယ်လိုချင်တဲ့စာအုပ်တွေဘယ်လောက်များများအိမ်ကလည်းဝယ်ပေးပါတယ်အခုကတော့ဒီစာအုပ်တွေကတော်တော်များများကိုအကျိုးရှိတဲ့နေရာကိုပေးမလို့အတွက်ပြင်နေရပါအရင်ကြိုက်တဲ့ပုံမြင်စာအုပ်တွေကိုတော့အမှတ်တရအနေနဲ့တင်ထားပါတယ်ဒါကတော့ငယ်ငယ်တုန်းကgeneral knowledge တစ်ခုသိပြီးဆိုတာနဲ့စာအုပ်ထဲမှာရေးမှတ်ထားတာပါvocabulary အသစ်တွေဆိုလို့ရှိရင်လည်းစာအုပ်ထဲမှာမှတ်ထားပါတယ်ငယ်ငယ်တည်းကဆရာအောင်ဖြစ်ချင်တာဆိုတော့စိတ်ပညာနဲ့ပတ်သက်တဲ့စကားလုံးတွေရှိရင်လည်းရေးမှတ်ထားပါတယ်ဒါကတော့ငယ်ငယ်တုန်းကဖျားစာတွေကိုစာရွက်ပေါ်မှာရေးထားပြီးတော့တက်ခိုင်းတာပါငယ်ငယ်တုန်းကဆရာအောင်ဖြစ်ချင်လို့ဆိုပြီးတော့ဝယ်ပြီးဖတ်ထားတဲ့စာအုပ်တွေပါဘာတွေမှတော့မသိပါဘူးဒါကတော့စာအုပ်စင်ပေါ်ကတန်ရုံးစင်ရှိဆုံးစာအုပ်တွေပါ9တန်းနဲ့10တန်းကဘဝမှာအပျော်ဆုံးနှစ်တည်ဖြစ်ခဲ့တဲ့အတွက်ကြောင့်မလို့အဲ့ဒီနှစ်တုန်းကရေးခဲ့တဲ့စာအုပ်တွေရောဖတ်စာအုပ်တွေရောဝါစာတင်လာပါတယ်အရန်တန်အောင်စင်ရှိရဲ့စာအုပ်တွေမလို့လွယ်လွယ်နဲ့မပေးနိုင်မင်းနဲ့အိမ်နာမှာအကြိုက်ထိုင်နေရပါဒါကတော့ကျူရှင်မစာမွေးဖြေလို့ top 3တဲ့ပါရင်စာအုပ်တို့စုပေးတာပေါ့နော်စုရခဲ့တဲ့စာအုပ်တွေပါနောက်ဆုံးတော့စာအုပ်ရှင်ရှင်းတာပြီးသွားပါပြီစေကြောင်းနဲ့ပတ်သက်တဲ့စာအုပ်တွေကဒီမှာထားပါမယ်ဒါကတော့တရားစာအုပ်တွေဝိထုစာအုပ်တွေပါဗီဒီယိုကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ် subscribe လေးလုပ်ပြီးသားပါဦးနော်